အဖွဲ့အစည်းတွင်းမှာလှုပ်သက်ကြလာလို့အတွေ့အကြုံများလာလို့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်လာပေမဲ့ကိုယ်တိုင်ခေါင်းဆောင်နေရာကိုယူရတဲ့အခါမှာတော့အစကပြန်စားရတယ်လို့ဖြစ်တတ်ပါတယ်။ကိုလိုပဲနယ်ပယ်သီးသီးကခေါင်းဆောင်နေကြသူတွေဟာခေါင်းဆောင်တတ်ဖို့စီမံခန့်ခွဲတတ်ဖို့အစကတည်းကတက်မြောက်ထားကြတာမဟုတ်ပါဘူး။ဒီလိုအဖွဲ့အစည်းကိုခေါင်းဆောင်မှုဆိုတာကိုယ်တိုင်ကိုယ်ကျဥဆောင်တတ်ဖို့အဖွဲ့ဝင်တွေရဲ့အရေးအသွေးကိုမြင့်တင်ပေးတတ်ဖို့အဖွဲ့အစည်းကိုတောင့်တင်းလာအောင်ကြံဆောင်ကြဖို့လိုပါတယ်။ဒါတွေအားလုံးကို Organizational Leadership and Management သင်တန်းမှာအပိုင်း၃ပိုင်းနဲ့အသေးစိတ်တက်ရောက်နိုင်ပြီးသင်တန်းတစ်ခုကိုအချိန်တစ်နာရီကျော်လာကြာမြင့်ပါတယ်။အခြေခံဗဟုသုတကနေခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာနည်းဗျူဟာတွေကိုပြန်လည်အသုံးချနိုင်တဲ့အထိလေ့လာသင်ယူနိုင်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ Pre-assessment, Post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်တယ်လို့သင်ခန်းစာတွေကိုပြီးမြောက်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးရတဲ့ certificate ကိုရရှိမှာပါ။ကဲဒါဆို CSO Academy မှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။